ရဲတွေနဲ့စစ်တပ်ကိုတိရစ္ဆာန်အတန်တူတွေထူးဆန်းတဲ့တဲလုံစားတွေနဲ့နှစ်ပေါင်း20ကျော်ကြာအောင်စိတ်ပညာဆန်ဆန်ကစားသွားခဲ့တဲ့လျှို့ဝှက်မုတ်ဆိုးတို့အကြောင်းကြားဦးပါသလား1990ခုနှစ်တွေတုန်းကဩစတြေးလျနိုင်ငံစတီဒီယာတောအုပ်ထဲမှာတရားမဝင်လာရောက်အမဲလိုက်လေးရှိတဲ့လျှို့ဝှက်မုတ်ဆိုးတို့ရှိခဲ့ပါတယ်ထူးဆန်းတာကသူကသားကောင်တွေကိုပြစ်ခတ်ပြီးတဲ့အခါတိုင်းတန်မိုးရှိတဲ့သားတွေကိုမယူဘဲရဲတွေလာရခတ်အောင်တမင်ထူးဆန်းတဲ့တဲလုံစားတွေနဲ့စာသားတွေကိုတစ်ပင်တွေပေါ်မှာရေးထွင်းချန်ထားခဲ့လေးရှိပါတယ်ရဲတွေကသူ့ကိုဖမ်းဆီးဖို့တောင်းနှင်းပြီးရှာဖွေတဲ့အခါတိုင်းမှာသူကဒီညအော်တန်ဝင်းဘလူးအော်တန်တွေကိုလူသားတယောက်အော်နေလို့မထင်ရလောက်အောင်အတုခိုးအော်ဟစ်ပြီးရဲတွေကိုလမ်းကြောင်းအမားစီကိုဆွဲခေါ်သွားလေးရှိပါတယ်စစ်တပ်ကခွေးတွေနဲ့ရှာဖွေတဲ့အခါတိုင်းမှာတော့မြေပြင်ပေါ်မှာဓာတုဆေးရည်တွေဖြန်းပြီးခွေးတွေရဲ့အနက်ခံအာယုံကိုဖျက်ဆီးပစ်ကမျက်လက်ဆန်ဆန်ပျောက်ကွယ်သွားတတ်ပါတယ်သူကရဲတွေနဲ့စစ်တပ်ကိုနှစ်ပေါင်း20ကြာအောင်တမိုင်းမှာအဆက်ခွဲခဲ့ပြီးအခုတတိဘသူဘဝဖြစ်တယ်ဆိုတာကိုဖမ်းလို့မမိပဲကမ္ဘာအစံပြားဆုံးဗဟီဒီမုတ်ဆိုးအဖြစ်ရှိနေစေဖြစ်ပါတယ်သူဟာတောအုပ်ဆောင်တဲ့နတ်ဆိုးတစ်ပါးရောဖြစ်နေနိုင်မလားကွန်မန့်မှာပြပြခဲ့ပါ